Hello အားလုံးပဲမင်္ဂလာပါဗျ။ဒီနေ့မှာတော့ကျွန်တော်ကနေပြီးတော့တွေ့ထွက်ထားတဲ့ Selena ရဲ့ new skin လေးကိုကိုင်ပြတော့မှာဖြစ်ပါတယ်။မှာဆိုရင် Basana ရဲ့ဒီ Selena skin ရဲ့ဘက်ကနှစ်ကောင်ပဲထွက်ထားသေးတယ်။နှစ်ကောင်တော့လည်းတော်တော်လေးကိုချစ်စရာကောင်းပြီးတော့ light skin လေးထဲမှာပါပါတယ်။ဒီ Selena skin ကိုကိုင်ရှိရတဲ့လောက်ကတော့တော်တော်လေးကိုကြိုက်ပါတယ်။ဒီ skin ဆိုရင်ကွာ diamond 900လောက်တော့ရမယ်ထင်တယ်။ဒါပေမဲ့ ticket တွေနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့diamond 3-4တောင်လောက်နဲ့ရမယ်လို့ထင်ပါတယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်က Selena ကိုကိုင်လည်းမကိုင်တတ်ဘူးဆိုတော့ကျွန်တော်ကတော့ဝယ်ဖြစ်မဲ့စကင်ထဲမှာတော့မပါဘူးဒါနဲ့ကန်ကြည့်ရတဲ့လောက်ကတော့တော်တော်လေးကိုလှပြီးတော့တော်တော်လေးကိုမိုက်တာမို့ Selena player ဆိုရင်တော့ဝယ်တဲ့စကင်ထဲမှာပါပါတယ်ဆိုရင်လည်းဗျာဟိုဘက်ကနေ fighter ကြီးလို့လုံးနေတဲ့အကိုချိုကိုကျွန်တော်တို့ဘက်က6နဲ့2ယောက်ပေါင်းပြီးတော့ထိလိုက်ပါတယ်။အောင်းအနေနဲ့ Selena ကိုင်တော့တိတ်ပြီးတော့မကိုင်တတ်ဘူးဆိုရင်တော့ကောက်စားပါကောက်စားဖို့ကတော့ Selena ကတော့အရန်ကောင်းတဲ့ယူဝေးထဲမှာပါပါတယ်။ဒီ Selena skin လေးရဲ့ event လေးကတော့ March 10 ရက်နေ့ကစပြီးတော့ရောက်ရှိလာပဲဖြစ်ပါတယ်။ draw တွေမှာဆိုရင်120 draw အောက်မှာရရှိမယ်လို့သူကအာမခံထားတယ်။ဒီပေါ်မူတည်ပြီးတော့ normal elite special epic skin တွေလည်းရရှိနိုင်မှာဖြစ်ပါတယ်။ daily လဲမယ်ဆိုရင်တော့1 draw ကို50% ချောစီရှိအောင်မလို့ daily ကပို့ပြီးတော့တိုင်ပါတယ်။တွေလည်းပါရဲ့အပြင် elimination effect တွေ crystal တွေပါတာပြီးတော့ skin တွေလည်းပါဆိုတော့တော်တော်လေးကိုတမ်းမှတ်တယ်ပါပဲ။ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။